အားလုံးပဲမင်္ဂလာပါ blog ပိုင်းရဲ့နေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က Telegram private channel တွေကဗီဒီယိုတွေကိုကျွန်တော်တို့ဘယ်လို download ဆွဲလို့ရမလဲဆိုတော့ကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Telegram private channel တွေဆိုလို့ရှိရင်ကျွန်တော်တို့က screenshot လည်းရိုက်လို့မရသလို screen record လည်းယူလို့မရဘူးပြီးတော့ဗီဒီယိုတွေဓာတ်ပုံတွေကိုလည်းကျွန်တော်တို့ရဲ့ gallery တွေကိုသွားပြီး save လို့မရဘူးဒါပေမဲ့ဒီဗီဒီယိုတွေဒီဓာတ်ပုံတွေကိုကျွန်တော်တို့ download ဆွဲလို့ရမယ်နည်းလမ်းတွေတော့ရှိနေတော့မယ်အဲကြောင့်မို့လို့ကျွန်တော်တို့ဒီဗီဒီယိုတွေကိုဘယ်လို download ဆွဲလို့ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ် Okay ဗီဒီယိုလေးကိုစလိုက်ကြအောင်ပထမဆုံးအနေနဲ့ Telegram private channel တွေကဗီဒီယိုတွေကို download ဆွဲခြင်းလဲဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ Telegram ထဲမှာအရင်ဆုံး download ဆွဲလိုက်ရမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုအစအဆုံး download ဆွဲလို့ရသွားပြီကျွန်တော်တို့ဗီဒီယိုကို Telegram ထဲမှာတော့ဒီတိုင်းကြည့်လို့ရနေပြီဒါပေမဲ့ကျွန်တော်တို့ gallery တွေကို save လို့မရဘူး download ဆွဲပြီး save လို့မရဘူးဖြစ်နေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတော့ကျွန်တော်အခုစပြီးပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲကိုသွားမှာဖြစ်ပါတယ်Okay Play Store ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုလို့ရှိရင် Find by MA ဆိုပြီးရိုက်လိုက်မှာဖြစ်ပါတယ် Find by MA ဆိုရိုက်ပြီးတော့ search နှိပ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ထိပ်ဆုံးမှာ Find ဆိုတဲ့ software လေးတစ်ခုတွေ့ပါလိမ့်မယ်ကျွန်တော်ကတော့ဒီမှာ download ဆွဲပြီးသားမို့လို့ဘာမှတော့မပေါ်လာဘူးအဲ့တော့ကျွန်တော်ဒီမှာ download ဆွဲလိုက်ပါအရင်ဆုံး Define ဆိုတဲ့ application ကို download ဆွဲလိုက်ပါ Okay ကျွန်တော်တို့ download ဆွဲပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ open နဲ့ဝင်လိုက်မယ်ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ file တွေအများကြီးပေါ်လာမှာဖြစ်ပါတယ်ဒါကျွန်တော်တို့ရဲ့မှာဖုန်းထဲမှာရှိတဲ့ file တွေပါပဲအဲ့မှာကျွန်တော်တို့ဘာထူးခြားသွားတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ Android ဆိုတဲ့ file ကိုလိုက်ရှာမယ်အဲ့မှာကျွန်တော် Android ကိုတွေ့ပြီ Android ထဲကိုရောက်ပြီဆိုလို့ရှိရင်ထပ်ပြီးတော့လိုက်ရှာရမှာက data ပါ data တွေကိုဝင်လိုက်ပါ data တွေကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ထပ်ပြီးတော့ရှာရမယ့် file နာမည်ကတော့org.telegram လို့ခေါ်ပါတယ် org.telegram ဆိုတဲ့ file ကိုကျွန်တော်လိုက်ရှာလိုက်မှာဖြစ်ပါတယ်ဒီထဲမှာ file တွေအများစုက C နဲ့စတယ်တော့အဲ့ file တစ်ခုရဲ့ O နဲ့စတာအဲ့တော့ကျွန်တော် org.telegram ကိုအရင်လိုက်ရှာလိုက်မယ်2000 years later Okay အခုကျွန်တော်တွေ့ပါပြီ org.telegram ဆိုတဲ့ file ကိုတွေ့ပြီဖြစ်တဲ့အတွက်ကျွန်တော် org.telegram ထဲကိုဝင်လိုက်မယ် org.telegram ထဲကိုဝင်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ cache ရှိမယ် test data ရှိမယ်ပြီးလို့ရှိရင် file ရှိတယ်အဲ့ထဲက file ကိုသွားလိုက်ပါ file ထဲကိုသွားပြီးလို့ရှိရင်နောက်ထပ် telegram ဆိုတဲ့ file ထပ်ပြီးတော့တွေ့ပါလိမ့်မယ်အဲ့မှာ telegram ကိုနှိပ်လိုက်ပါ Telegram ထဲကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာ Telegram audio တွေရှိရယ်ဒီမှာ file တွေရှိမယ် image တွေရှိမယ်အဲ့ဒီမှာကျွန်တော်တို့ကဓာတ်ပုံကိုလိုချင်တာဆိုလို့ရှိရင် image ထဲမှာသွားပြီးရှာပါဗီဒီယိုလိုချင်တာဆိုလို့ရှိရင်ဗီဒီယိုတွေကိုသွားပြီးရှာပါ audio လိုချင်တာဆိုလို့ရှိရင် audio ထဲမှာသွားပြီးရှာပါကျွန်တော်ကအခုဗီဒီယိုလိုချင်တာဖြစ်တဲ့အတွက်ဗီဒီယိုတွေကိုသွားလိုက်မယ်ဗီဒီယိုတွေကိုသွားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Telegram မှာ download ဆွဲထားတဲ့ဗီဒီယိုတွေကိုစပြီးတော့တွေ့ရပြီဖြစ်ပါတယ်ဒီဗီဒီယိုတွေကကျွန်တော် private channel တွေက download ဆွဲထားရလည်းဖြစ်နိုင်သလိုဒီကျွန်တော်တို့ YouTube channel တွေက download ဆွဲထားတဲ့ဗီဒီယိုတွေလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဘာလုပ်လို့ရအောင်ဆိုလို့ရှိရင်နှိပ်ပြီးတော့ဖွင့်ကြည့်လို့ရပါတယ် Okay ကျွန်တော်ကတော့download ဆွဲထားတဲ့ဗီဒီယိုနောက်ဆုံး download ဆွဲထားတဲ့ဗီဒီယိုကိုကျွန်တော်လိုချင်တာအဲ့တော့ဒါကိုဆက်လက်နှိပ်လိုက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော် move နှိပ်လိုက်မယ် move to ဆိုပြီးတော့ move to ဆိုပြီးတော့နှိပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာ file တွေထပ်ပြီးတော့ပေါ်လာလိမ့်မယ်အဲ့ file တွေကမှကျွန်တော်ရွှေ့ချင်တဲ့နေရာတစ်ခုကိုရွှေ့ချင်တဲ့ file တစ်ခုတည်းကိုတွားပြီးတော့ရွှေ့လိုက်မယ်ကျွန်တော် move လုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီဗီဒီယိုက Telegram ကျွန်တော်ခုနရွှေ့လိုက်တဲ့ TG ဆိုတဲ့ file တွေကိုရောက်သွားပြီဖြစ်ပါတယ် Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရွှေ့လိုက်တဲ့ file တွေက Telegram ခုနကကျွန်တော်ရွှေ့လိုက်တဲ့ TG ဆိုတဲ့ file တွေကိုရောက်သွားပြီဖြစ်ပါတယ်တကယ်လို့မှကိုကဒီ private channel တွေကဗီဒီယိုတွေကို download ဆွဲခြင်းလဲဆိုလို့ရှိရင်ဒီနည်းလမ်းလေးနဲ့ download ဆွဲပြီးတော့ကျွန်တော်တို့ရဲ့ gallery တွေကိုပြန် save ယူလို့ရပါမယ်ဖြစ်ပါတယ် Okay ဒီဗီဒီယိုလေးကအထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်တကယ်လို့အသုံးဝင်တယ်ဆိုလို့ရှိရင် comment ထဲမှာအသုံးဝင်တဲ့အကြောင်းလေးကိုကျွန်တော်စာလေးရေးသွားပေးလို့ရပါတယ်နောက်ပြီးတော့နောက်ထပ်ကိုသိချင်တဲ့အကြောင်းအရာတွေကိုလည်း comment section ထဲမှာမေးသွားလို့ရပါတယ်ခင်ဗျဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးသွားအောင်မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့ကျွန်တော်ကတော့ဟိမ်းပါ